ကို trap လောက်ထားတဲ့အရာတွေရောတခြားသူတွေကကိုလောက်ထားတဲ့အရာတွေရောပတ်ဝန်းကျင်ကလောက်ထားတဲ့အရာတွေရော relationship ကလောက်ထားတဲ့အရာတွေရော situation တစ်ခုခုကြောင့် situation တစ်ခုခုကလောက်ထားတဲ့အရာတွေအားလုံးမှာကိုကတကယ်ပြန်ပြီးလေ့လာဆန်းစစ်မယ်ဆိုလို့ရှိရင် trap တစ်ခုမဟုတ်တစ်ခုရှိတယ်လူတိုင်းမှာ relationship ဖြစ်ရင်ဖြစ်မယ်မဟုတ်ရင် business တချို့သူတွေဆိုရှိတယ်နေတိုင်းတကယ်ပတ်စံရည်လို့မရဘူး business တစ်ခုပိုင်ဆိုင်ထားတယ်ဒါပေမဲ့သူတို့ရဲ့ trap ကပါလဲဆိုတော့အဲ့ဒီဆိုင်ကနေသူတို့ဘယ်မှသွားလို့မရဘူးအခုခေတ်မှာကွာလူတွေကအရန်ကြောက်တယ်ကိုယ့်ကို show up လုပ်ဖို့ကိုယ့်ရဲ့တကယ် 100% ကိုပြဖို့လူတွေအရန်ကြောက်တယ်အဲ့တော့ 100% ကိုပြနေလားဆိုတော့ပြတဲ့သူတော့ရှိမယ်ဒါပေမဲ့အရန်နေတယ်ဘာဖြစ်လို့လဲဆိုတော့တခြားသူတွေကဘာဖြစ်လို့ကိုယ့်ရဲ့100%မပြတာလဲဆိုတော့ကိုယ့်ရဲ့အဲ့ဒီ100%ကိုယ့်ရဲ့တကယ် real set ကိုပြလိုက်မယ်ဆိုလို့ရှိရင်လူတွေကကိုယ့်ဝေဖန်မှာကြောက်လို့လူတွေကကိုယ့်ဘာပြောမလဲဒီလိုဓာတ်တွေကိုအကုန်လုံးငါပြလိုက်မယ်ဆိုရင်လူတွေကဘာပြောမလဲလူတွေကဝေဖန်မှာလားလူတွေကတိုက်ခိုက်တော့မှာလားလူတွေကမုန်းသွားမှာလားဒါတွေကိုကြောက်တဲ့အတွက်ကိုယ့်ရဲ့100%ကိုယ့်ရဲ့ 100% real set ကိုမပြ public မှာမပြအောင်ကိုယ့် family နဲ့လည်းမပြအောင်ကိုယ့် friend နဲ့လည်းမပြအောင်ကိုယ့် partner နဲ့လည်းမပြအောင်ဘယ်သူနဲ့မှမပြအောင်